ရုရှားဖက်ဒရေးရှင်းနိုင်ငံမော်စကိုမြို့သို့တရားဝင်ချစ်ကြည်ရေးခရီးရောက်ရှိနေတဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံသို့ရုရှားဖက်ဒရေးရှင်းနိုင်ငံဒူးမားလွှတ်တော်ဒုတိယဥက္ကဋ္ဌမစ္စတာရှောဖန်ကာရာအိုကမတ်လ9 ရက်နေ့ဒေသစံတော်ချိန်မွန်းလွဲပိုင်းမှာ Radisson Collection Hotel မှာလာရောက်ဂါရဝပြုတွေ့ဆုံခဲ့ပါတယ်။အဲဒီလိုတွေ့ဆုံရမှာနှစ်နိုင်ငံလွှတ်တော်2ရက်အကြာပူးပေါင်းဆောင်ရွက်ရန်ဆွေးနွေးထားတဲ့အချက်များအပေါ်အကောင့်ထဲပေါ်ဆောင်ရွက်လျက်ရှိမှုအခြေအနေများဒူးမားလွှတ်တော်သို့မြန်မာနိုင်ငံမှလေးလာရေးအဖွဲ့များစေလွှတ်ခါအတွေ့အကြုံများဖလှယ်ရေးဆိုင်ရာကိစ္စရပ်များနှစ်နိုင်ငံလွှတ်တော်များအကြားချစ်ကြည်ရင်းနှီးမှုများပုံမတိုးတက်ကောင်းမွန်စေရေးဆိုင်ရာကိစ္စရပ်များနဲ့ပတ်သက်၍ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြပါတယ်။အဲဒီနောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ထံရုရှားဖက်ဒရေးရှင်းနိုင်ငံခါမီကီယာပြည်နယ်အကြီးအကဲမစ္စတာဘက်တူကာပစီကောနှင့်အဖွဲ့ဝင်များအားလာရောက်ဂါရဝပြုတွေ့ဆုံနှုတ်ဆက်ခါခါမီကီယာပြည်နယ်ရှိဗုဒ္ဓဥယျာဉ်အတွင်းမြန်မာနိုင်ငံမှာစေတီတော်သို့မဟုတ်ဗုဒ္ဓရုပ်ပွားတော်အားလာရောက်တီထားကိုးကွယ်စေလိုမှုမြန်မာနိုင်ငံမှလေးလာရေးကိုယ်စားလှယ်အဖွဲ့အားကာမီကီယာပြည်နယ်သို့လာရောက်လေ့လာစေလိုမှုများနှင့်ပတ်သက်၍ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြပါတယ်။အဲဒီနောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်နှင့်ရုရှားဖက်ဒရေးရှင်းနိုင်ငံကာမီကီယာပြည်နယ်အကြီးအကဲတို့ဟာအမှတ်တရလက်ဆောင်ပစ္စည်းများအပြန်အလှန်ပေးအပ်ပြီးမှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြကြောင်းသိရှိရပါတယ်ရှင်။